မင်္ဂလာပါရှင်ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာအင်တန်ကူးဆက်လွှဲပြီးတေဆုံးမှုနှုန်းမြင့်မားတဲ့ Ebola ဗိုင်းရပ်စ်ကူးစက်မှုကြောင့်လူပေါင်း80ကျော်တေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။လက်ရှိကူးစက်နေတဲ့ virus မျိုးကွဲအတွက်ကာကွယ်ဆေးနဲ့ကုသဆေးမရှိသေးတာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဆိုပါအခြေအနေကိုနိုင်ငံတကာစိုးရင်ဖွယ်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်မေလ19ရက်နေ့ကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အာဖရိကယောဂထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာအာဖရိက CDC ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရအစုပါသွေးယိုစီးစေတဲ့အဖျားရောဂါကြောင့်လက်ရှိအချိန်အထိစုပါလူ88ဦးဆုံးပါခဲ့ပြီးတော့ယောဂကူးစက်ခံရသူ336ဦးအထိတွေ့ရှိထားပါတယ်။ဂျနီဗာအခြေဆိုင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့အခုဖြစ်ပွားရတာဟာဝွန်ဒီပူဂျိုအီဗိုလာမျိုးကွဲယောဂပူကြောင့်ဖြစ်ပြီးတော့နိုင်ငံတကာကျန်းမာရေးစီမံညအရာဒုတိယအမြင့်ဆုံးသတိပေးချက်ဖြစ်တဲ့နိုင်ငံတကာဆိုရင်ဖွဲ့ရာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ VHDIC အဖြစ်သတ်မှတ်လိုက်တာပါ။လက်ရှိထက်ယောဂပြန့်ပွားမှုပုံမှန်များပြားလာနိုင်တယ်လို့ WHO ကသတိပေးထားပေမဲ့အနည်းဆုံးအစစ်ဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအရေးပေါ်အခြေအနေဖြစ်ကြေညာဖို့အထိတော့မရှိသေးဘူးလို့ဆိုပါတယ်။တဖက်မှာလည်းနင်းစီမချဆရာဝန်များအဖွဲ့ MSF ကအခုလိုယောဂအရှိန်အုံမဲ့ပြန်ပွားနေတာဟာတိတ်ကိုဆိုရင်စရာကောင်းကြောင်းမှတ်ချက်ပြုထားပြီးအကြီးစားကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ပြင်ဆင်နေကြပါတယ်။ကွန်ဂိုကျန်းမာရေးဝန်ကြီးစင်ညူရယ်ရောဂျာကန်မာကလည်းအခုကူးစက်နေတဲ့ဝနီပူဂျိုအီဘိုလာမျိုးကွဲအတွက်တာကွန်စီလည်းမရှိသေးသလိုတည်တံ့ကုသနိုင်တဲ့ဆေးဝါးလည်းမရှိသေးကြောင်းပြည်သူတွေကိုအသိပေးထားပါတယ်။ဒါအပြင်စူပါဗိုင်းရပ်စ်မျိုးကွဲဟာဆုံးပါနိုင်ခြေ90%ထိရှိရကြောင်းဆုံးပါမှုနှုန်းအင်တန်မြင့်မားတယ်လို့ဆက်လက်သတိပေးထားပါတယ်။လက်ရှိမှာတော့နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတွေဟာကွန်ဂိုနိုင်ငံတွင်ရောဂါထိန်းချုပ်ရေးနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်မှုပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အရေးပေါ်ကြေညာချက်ကြောင့်ဗိုင်းရပ်စ်ကူးစက်မှုကမ္ဘာအနှံ့မပြန့်ပွားအောင်ဘယ်လိုတားဆီးမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။